အေးပြီး6တွေ့နေတဲ့ရာသီဥတုမဟုတ်တာတော့ခွန်ညွရဲ့နှကန်းလေးတွေကတော့သစ္စာရှိပါတယ်အမြဲတမ်းအဖက်တွေလန်နေတတ်တယ်ပေါ့နော်အဓိကကတော့ lip treatment တေချာမလုပ်ပေးဖြစ်လို့နှကန်းဒီ matte ထိုက်တွေစိုးများလို့ပေါ့နော်ဒီခါမှာခွန်ညွက Ellie ရဲ့ဒီ lip sleeping mask လေးသုံးမယ်ပေါ့နော်သူကကြတော့ lip sleeping mask ဆိုပေမဲ့သူက lip treatment အပြင်တခြားသောဒီအသုံးဝင်တဲ့ဟာတွေလည်းအများကြီးပါတယ်သူ့ရဲ့အယောင်နဲ့ texture ကျတော့ gel လိုမျိုးအကြည်အောင်ဒါပေမဲ့ကိုယ့်ရဲ့ body temperature ပေါ်မှာမူတည်ပြီးတော့အယောင်လေးထွက်လာတယ်ခွန်ညိုစီမှာတော့ဆိုးလိုက်တဲ့အခါမှာကိုလိုမျိုး berry အယောင်လေးထွက်တယ်ပေါ့နော်ချစ်တို့စီမှာတော့ဘလို့အယောင်ထွက်မလဲတော့မသိဘူးတော်တော်လေးကိုဆိုးလို့ကောင်းတယ်စိတ်ကက်လည်းမဖြစ်ဘူးသူက sleeping marks ဆိုပေမဲ့ခွန်ညိုကကြတော့နေဖက်ဒီမှာလည်းအသုံးပြုလေးရှိတယ်ဒီလိုမျိုးဘူးလေးနဲ့လာတယ်ပေါ့နော်သူကကြတော့ဒီနှကန်းမှာအပြင်ချစ်ပါးနေရလေးလည်းသုံးလို့ရတယ်ကိုအသုံးဝင်တယ်လို့သုံးလို့ရတယ်ပေါ့နော်ဒီမှာခွန်ညိုပါးလေးမှာလည်းတင်ကြည့်တယ်ခွန်ညိုကဒီလိုအယောင်လေးတွေကိုကြိုက်တတ်တဲ့သူဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေတယ်သူ့ပေါင်းမှာတင်တဲ့အခါမှာလည်းပြောင်ပြောင်လေးခံစားရတယ်ပေါ့နော်ပြောင်လေးနဲ့တင်းတင်းလေးလိုမျိုးဖြစ်သွားတယ်ဒါလေးကတော့မျက်နှာနဲ့ပါးမှာတင်ထားတဲ့ result လေးဖြစ်ပါတယ်ဒါလေးကိုခွန်ညိုကတော့တော်တော်လေးသဘောကျပြီးတော့အမှတ်ပြပေးမိပါတယ်ရှင်အားလုံးပဲကျေးဇူးပါ